Hello အားလုံးပဲစိတ်ဝင်စားတဲ့ပတ်စံကိတ်လေးပေါ်တင်တဲ့အလားပစ္စည်းလေးကိုတစ်ချက်မိတ်ဆက်ပေးပါမယ်။ဒါကတော့ကိတ်ပေါ်တင်တဲ့ပလဲလုံးလေးပေါ့နော်။သူကအပေါက်ပါပြီးသားပါတခြားနေရာမှာလည်းအလားဆင်လို့ရပါတယ်။ဒါကတော့အထုပ်ကြီးပေါ့နော်။အထုပ်ကြီးဆိုရင်အပွင့်100ပါပါတယ်။အထုပ်သေးဆိုရင်အပွင့်200ပါပါတယ်။ဒီ Happy Birthday တိုင်ရဲ့ပလဲလုံးလေးပါပါမယ်ပေါ့နော်။အဲကိုအဆင်ပြေတယ်လို့အလားဆင်လို့ရပါတယ်။ဒါလေးကတစ်ထုပ်ကို8000ပါ။ပြီးပြီဆိုရင်ဒါလေးကပန်းအတူပေါ့နော်ဒီကိတ်ပေါ်မှာတင်ဖို့အလားဆင်ဖို့ပန်း6လေးပါဒါလေးကတော့စိမ့်ပြရောင်အပြရောင်ပေါ့နော်အယောင်လေးရာရှိအစုံရှိပါတယ်ဒါကတော့ပန်းရောင်လေးပေါ့နော်ပြီးပြီဆိုရင်ဒါလေးကကြတော့အဝါရောင်လေးတွေလိမ်မော်ရောင်လေးတွေအယောင်မျိုးစုံရှိပါတယ်ဒါကတော့ခရမ်းရောင်လေးပေါ့နော်အဲကိုအယောင်စုံပေါ့နော်ဒီကိတ်ပေါ်မှာအလားဆင်လို့ရပါတယ်ဒါတော့လိမ်မော်ရောင်လေးပေါ့နော်ဒီကိတ်ပေါ်မှာအဆင်ပြေသလိုလာအောင်ဆင်လို့ရပါတယ်ဒီထဲမှာလိပ်ပြလေးရော Happy Birthday ရောအကုန်လုံးပါပြီးသားပေါ့နော်လိပ်ပြလေးရောကတ်လိုက်လို့ရပါတယ်ပန်းပွင့်လေးရကိုလိုချင်တယ်လို့ကတ်လို့ရပါတယ်ပေါ့နော်ဒီကိတ်ကလေးကုံချမ်းလေးပြပေးမယ်နော်ကိတ်ကလေးကုံချမ်းလေးပြပေးပါမယ်ဒါလေးဆိုဘယ်လောက်ထိလှလဲကြည့်ပါအောင်ကျမတို့ဆင်ထားတာ9ထပ်တက်ပုံရိုက်ကိုထဲနေရပဲပေါ့နော်လုံးဝကိုအရန်ကိုထဲပါတယ်ပြီးပြီဆိုရင်ဒီကိတ်ကုံချမ်းလေးကဒါက2ထပ်ပေါ့နော်2ထပ်ဆိုရင်40 50လောက်လုပ်လို့ရပါတယ်အရွယ်ကြီးဒါဆိုရင်3ထပ်ပေါ့နော်3ထပ်ဆိုရင်80 90လောက်လုပ်လို့ရပါတယ်4ထပ်လည်းရှိပါတယ်4ထပ်ကအရွယ်ရင်150 200လောက်ရပါတယ်ပေါ့နော်ပြီးရင်5ထပ်ဆိုရင်ကျမလက်ထဲရဟာလေးပဲပေါ့နော်5ထပ်ဒါကတော့ပေတုဒါကုံချမ်းပေါ့နော်ဒါကတော့250အထက်ထိကိုလုပ်လို့ရပါတယ်ကျမလက်ထဲမှာတော့မလောက်ထားတာ50တန်လေးကိုတော်တော်လေးကိုလှပါတယ်နော်တပ်ပုံရရင်မွေးနေ့မှာလက်ဆောင်ပေးရင်ဘယ်လောက်ထိထည့်လဲဆိုတော့အခုပဲကြည့်လိုက်ပါတော့1000တန်ဆိုရင်ဘယ်လောက်ထိလှမလဲမသိဘူးနော်အားလုံးပဲဘိုင်ဘိုင်